vlog မှာ EDC ticket unboxing လုပ်မှာဖြစ်ပါတယ်ဒီ box လေးကတော့ EDC ရဲ့ Las Vegas 2025ပဲဖြစ်ပါတယ်ဒီနှစ်ကတော့အယောင်လေးကတော့မစိုးပြောရမှာเนาะ gold လေးနဲ့ blackness ဆိုတော့ကောင်းလုံးပိုပြီးမပြောမယ်ထူးထူးဆန်းဆန်းလေးပေါ့နော်ဘာလို့လဲဆိုတော့မနှစ်က box တွေကpink neon color like bright color လေးပေါ့နော်ဒီနှစ်ကတော့ငြိမ်တယ်လို့ပြောရမှာပေါ့နော်မနှစ်က box ကိုကြည့်ပါဦးမနှစ်က2022ကကျွန်တော်စသွားခဲ့တာပေါ့နော်အဲဒီ box တွေကဒီလိုရောင်းလေးပေါ့2022 Las Vegas ကစတာဒါပေမဲ့2021 EDC Orlando က Korea first EDC rave ပေါ့နော်ဒါ22ပေါ့နော်ဒါ EDC 2023 Las Vegas ပြီးတော့2024ကကျွန်တော်လည်းတွားခဲ့တော့ဒီမှာဒီဘောက်ဆောင်တာဒါလေးကအရင်တော့ကြာဒါ2024ပေါ့နော်So EDC ရဲ့သင်္ကေတကတော့ကွာ all are welcome ပေါ့နော်အမြဲတမ်း EDC ကိုသွားမယ် EDC သွားတဲ့လူတိုင်းတော့သိမယ်ညီမတို့ရဲ့ EDC ရဲ့ဘယ်လိုပြောမလဲအရန်အလေးထားတဲ့စကားလုံးတစ်ခုပေါ့နော် all are welcome နဲ့ပြီးသွားရင် plur ဆိုတာက peace love unity respect အဲ့ဒါတော့ EDC သွားတဲ့လူတွေတိုင်းအဲ့ဒီစကားလုံးတွေကိုသိတဲ့တယ်လို့တော့ထင်တယ်နော် Okay now let's do the unboxing EDC 2025ဒီမှာရွှေရောင်နဲ့ထဲရကြတော့ပန်းရောင်လေးဖြစ်သွားတယ် EDC box ဒီ EDC box ထဲမှာဆိုရင်တော့ဘာပါလဲဆိုရင် first ဒီကဖွင့်လိုက်တာနဲ့ဒီ EDC ရဲ့ဟိုမပြောမယ် founder ပေါ့နော် First Square ကသူ့ရဲ့အမှားတန်းစကားတွေဒီ headliner တွေအတွက်ပေါ့နော်အမှားတန်းစကားတွေသူကိုယ်တိုင်တေချာရေးပေးထားတာပေါ့နော်ဒါသူ့ရဲ့အမှားတန်းစကားကိုယ်ဒီ river တွေအတွက်ပေါ့နော်အရင် hot woman ဖြစ်စေပါတယ်သူစကလုံးလေးတွေက river community တခုလုံးအတွက်ပေါ့နော်အဲ့ဖွင့်လိုက်ပြီးအဲ့ဒီဘက် channel ဒီဘက် channel ဖွင့်လိုက်ပြီးဆိုတာနဲ့ဒီထဲမှာက ticket တွေပါတယ်ပေါ့နော်ဒီထဲမှာသူရဲ့ပါလဲဆိုတော့ကိုရီးယားကရိုးကြီးပဲဝယ်ထားတော့ဒီ wristband ပေါ့နော်အခုဒီဝိုင်း box က even though ticket နှစ်ခုဝယ်တယ် box ကတော့တစ်ခုနဲ့ပဲပါတယ်ပြီးတော့ဒီ address ဒီ same account နဲ့ဝယ်တဲ့ box တစ်ခု ticket နှစ်ခုပဲအဲ့ဒါတော့ cheap ဖြစ်တယ်လို့တော့ပြောရပါဘောเนาะဒါပေမဲ့ it's okay ဒီမှာပြီးသွားရင် key chain လေးနှစ်ခုပါတယ်ပြီးတော့သူတို့ sticker တွေလည်းပါတယ်အများကြီးသူရဲ့ sticker ဆိုတာက insomnia လုပ်တဲ့ပွဲတိုင်းမှန်သမျှရဲ့ sticker လေးပေါ့เนาะပြီးသွားရင် back check လေးပါတယ်တခြား sticker လာတဲ့လူတွေအတွက်ဆိုတော့ပို့ပြီးစင်ကြရပါတော့ back check လေးဒီ air freshener လည်းပါတယ် insomnia logo နဲ့ insomnia မှာအကြိုက်ဆုံးပွဲကိုရွေးပါဆိုရင်တော့ဒီ EDC ပေါ့နော် EDC ပါမယ် Beyond ကတော့ not so much ဟာဘာရှိ countdown ကတော့မစိုးပြောပါဘူး New Year party သွားပြီးတောင်းညင်ခြင်းဆိုရင် countdown is good ပြောမယ်ဆိုတော့ Dream State ကတော့ကိုယ့်ရဲ့ first ever rave ပါ Dream State ကိုသွားပြီးတော့ trance ကြိုက်လားမေးတာ trance ကိုလုံးဝမကြိုက်သေးပါဘူး Armin van Buuren လွဲလို့ပေါ့နော်အခုချိန်ကြီးတော့ trance ကိုမခံစားပေးနိုင်သေးဘူးပေါ့နော် still house ပဲ EDC ကတော့ကိုယ့်ရဲ့ very very favorite ပဲကြိုက်မှကြိုက် EDC ပြီးသွားတယ် second most favorite က Escape ရှမ်းပိုင်တယ် DJ တွေလည်းပိုင်တယ် performance တွေလည်းပိုင်တယ် production တွေလည်းအရင်မိုက်တယ်လောကပွဲတဲ့ချောက်ကရှမ်းမိုက်တဲ့ feeling ကိုရစီမှာပေါ့ Escape ကလည်းအဲ့ပေါ့နော်ပြီးသွားရင်တော့ဒီဘက်ချမ်းမှာကသူ့ရဲ့ booklet လေးပါ EDC 2024တော့ဓာတ်ပုံလေးပေါ့နော်အမှတ်တရအနေနဲ့ပါတယ် again ဒီမှာ Pascal ရဲ့ဘယ်ပြောမလဲဟိုပါလဲမာရန်စာ headliner တွေအတွက်ပါတယ်ဟိုရင် EDC community ဆိုဘာလဲဆိုတာကိုဒီမှာရေးပြထားတယ်တကယ်ပါ EDC community ဆိုတာကလူတွေပျော်ဘယ်လိုပြောရမလဲတချို့လူတွေကဟာဒါကမင်းတို့ပျော်ပြီးတောင်းညံဖို့သွားတဲ့နေရာမျိုးလို့ပြောကြတယ်ဒါပေမဲ့အဲ့လိုမဟုတ် EDC community ကလုံးဝ type ကိုဖြစ်တဲ့ family တစ်ခုကြီးပေါ့နော် even though လူတယောက်မသိရင်တော့ကွာတယောက်ဘာဖြစ်နေလဲဘာလို့အပ်နေလဲဆိုပြီးတော့အများကြီးကူညီရဲ့စိတ်တွေတဲ့ rave ကိုတူ rave လောက်ကြတဲ့ပွဲကြီးကွာ
မင်းပြုတ်ကြနေလို့မင်းကိုကြော်သွားတာမျိုးလည်းမရှိဘူးမင်းတခုလဲနေတာတော့ရေလိုနေတာတခုဖြစ်နေပြီဆိုရင်ဘေးကလူတွေကသစိမ်းနေရတာအစမင်းရေလိုလားမင်းဘာလိုအပ်လဲငါတို့ medic ခေါ်ပေးရမလားအဲ့လိုမျိုးကြီးကိုရှိရဲ့အဖွဲ့ပေါ့ကွာလုံးဝ big community တယောက်သူတို့အရင် respect လုပ်တယ်ချစ်ကြတယ်အဲ့သွားဘူးတဲ့လူကြောင့်မှသိကြအောင်ပေါ့ဘလို့သူတို့ view site လဲဆိုတော့ yep ရာတော့မနစ်က main stage candidate fee ပေါ့နော် candidate fee ကတော့ကို EDC ရဲ့ main stage ကြီးပေါ့နော် main stage ကျတော့နှစ်တိုင်းလိုကိုတင်းပုံစံတင်းအလိုက်ကိုပြောင်းလာပေါ့နော် main stage မနစ်က EDC ကိုကြည့်ရလူတွေရှိရဲဆိုရင်တော့ဘယ်ပြောမလဲ DJ Snake ရဲ့ဆက်ကိုကြည့်ပါအဲ့လိုကိုရီရှိရပါတယ်နော်ဒါတော့ Cosmic Mirror အကြီးဆုံးစင်တစ်ခုတည်းမှာပါတယ်ဒါပေမဲ့ candidate fee main stage တော့မကြည့်ဘူးပေါ့နော်ဒီ Cosmic Mirror ကဒီ EDC firework တွေလုပ်တဲ့အချိန်ဆိုရင်အဲ့ဒီ state ကြီးကနေကြည့်အရန်လာဒါပေမဲ့၄နှစ်ရှိပြီတစ်ခါမှမကြည့်ဘူးသေးဘူးဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့ firework လုပ်တဲ့အချိန်မှာကိုယ်အရန်ကြိုက်တဲ့ DJ နဲ့အဲ့ firework နဲ့အများနဲ့တိုက်နေတဲ့အတွက်အများနဲ့လို့ကိုယ်ရဲ့ candidate fee main stage ကြီးထဲမှာပဲရှိတယ်သူတို့အများနဲ့စမ်းနိုင်ကိုတန်နိုင်လောက်ဆိုလုံးဝတကယ် main DJ ကြီးတီးတဲ့အချိန်မှာလောက်တယ်ဆိုတော့ကျွန်တော်ဘယ်တော့မှမရောက်ဘူးပေါ့အဲ့နေရာ Cosmic ဘယ်ပြောမလဲ EDC ရဲ့ firework ကတော့ဘယ်ဟာနဲ့မှမမီသူဘယ်သူမှ EDC firework ကိုလိုက်မိနိုင်ဝင်မထင်သေးဘူး Circuit Ground က second largest သူကဒုတိယအကြီးဆုံး stage ထဲမှာပါတယ်သူကတော့အရင် type ဖြစ်တယ် stage လောက်ထားတဲ့ပုံစံကြီးကနည်းနည်းတော့ type ဖြစ်တော့ကွာဒါပေမဲ့သူလည်း the most popular ပေါ့နော်အဲ့ဒီတော့ကျတော့သူက main နဲ့လုံးဝလောက်ထားတာ mic screen ကသူရဲ့ DJ ဘာပြောမလဲ electric ဘာပြောမလဲ mirror နဲ့လောက်ထားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီကမိုက်တယ်အဲ့ circuit ground မှာဆိုရင်ဘယ်လို DJ တီးလဲဆိုရင်သူက miss ပဲ mostly house တော့ Kennedy fee မှာ mostly ပဲညာ yeah အကုန်လုံး miss လို့တော့ yeah circuit ground လည်း miss circuit ground မှာဘယ်လို DJ တီးလဲဆိုတော့ Martin Garrix he loves circuit ground Neon Garden အဲ့ဒီ stage တွေကတော့ကိုယ်ခါမရောက်ဘူးဆိုတာကိုယ်ကြိုက်တဲ့ DJ တွေလည်းမရှိတာပါပေါ့နော်အဲ့ like we walk through ပဲအများနဲ့လုပ်ဖြစ်တယ်အများနဲ့ရောက်တာတော့ Kennedy fee မှာပဲ yeah Kennedy fee မှာပဲအရောက်ကိုယ်နေ့တိုင်းဟိုအရှိဆုံးမှာပဲနေတာ9နာရီဖွင့်ပြီဆိုရင်ကျွန်တော်တို့အစောကြီးတွေကဖွင့်နေတာတန်းသွားစီတယ်ဟိုအထိတ်တန်းရောက်တယ်စင်က6နိုင်က9နိုင်မှာဖွင့်တယ်အဲ့ထိတ်ထဲမှာကိုယ်အဲ့မှာရှင်းဆောင်ခေကို9နိုင်ကရောက်ပြီးတော့ကျွန်တော်သွားတာပြီးတော့9နိုင်အတိ main stage ဖွင့်တာရောက်တာနဲ့အရှိဆုံးအလေတက်တဲ့မှာ DJ ရဲ့အရှိတက်တဲ့မှာကျွန်တော်ရအောင်တန်းစီပြီးတော့နေကြတယ်Wasteland ကတော့လုံးဝ hot style သမားတွေအတွက် like ခေါင်းအဲ့လိုအသိ shake လုပ်ရမယ်အဲ့လိုမျိုးဆရာကြီးတွေရှိနေတာပေါ့နော် Wasteland ပြီးတော့ပါစင်းနေရှိတယ် Quantum Valley တို့ပါတော့ကြာတယ် Transnet ပတ်သက်တာလေးနည်းနည်းများတယ်ပေါ့နော် I think so but ခါမှာတော့တွားပြီးတော့အဲ့မှာဥပနေရဥပကြည့်ဘူးလားဆိုတော့မကြည့်ဘူးကြည့်ဘူးလားဆို Circuit Ground ရဲ့ခေါ် Candidate fee အဲ့နှစ်ခုပဲရှိတယ် yeah ဒါပါပဲဒီ book လေးတမှာအဲ့လူတွေဘယ်လို dress up လုပ်လာတယ်သူတို့ပျော်ရွှင်မှုပုံလေးတွေပေါ့ကွာပြောရမယ်ဆိုရင်တော့ဒီဘက်ချမ်းမှာဒီ EDC ရဲ့ဒီဘက်ချမ်းမှာဆိုရင်တော့ EDC main stage ရဲ့ theme ပုံစံလေးပေါ့နော်ဒီဟာ theme ပုံစံလေးပါတယ်ပေါ့နော်သူဘယ်လိုစောင့်လဲဆိုတော့ပေါ့အပုံစံလေးဒီနှစ် theme ပုံစံထားလေးပေါ့နော်ဒီမှာကြည့်ရတာအဲ့ဘက်ကင်နော်မကြည့်ရတော့မျက်နှာပုံပါသူရဲ့အနေနဲ့တည်းကမျက်နှာ logo ပါမှထင်တယ်ဒါပေမဲ့ပုံစံကတော့2021 EDC Orlando ရဲ့ဗါလဲအောင်အဲ့စင်ရတော့ the best ဆိုတော့သူရဲ့ logo ပေါ့အော်အဲ့ရုပ်ကြီးအဲ့အောင်ရပဲ EDC logo အဲ့အောင်ကိုကြည့်ပြီးသားလက်ဆောင်းထိလို့ကောင်းလားအဲ့မျိုးလုံးယူကြည့်ပြီးသားလက်ဒီနှစ်ကတော့ဘယ်မျိုးလုံးကြည့်ပြီးလက်ရမလဲမသိသေးဘူးဒီအယုံမပဲလားတော့မသိဘူးကွယ် we'll see Okay, that's EDC box unboxing မှာပဲ Hope you guys enjoyed it. EDC, hope you guys enjoyed our little video. ပြောမှဆိုတော့ကိုရီးယားရဲ့ပထမဆုံး YouTube video vlog လေးပေါ့နော်။မာရှင်နဲ့ follow ပါ။နောက်တင်မဲ့ video လေးတွေမှာလည်းအားပေးကြဖို့မျှော်လင့်ပါတယ်။နောက် video ကတော့ EDC သွားဖို့3ပတ်ပဲလုပ်ပါတော့တယ်။အဲ့ EDC သွားမဲ့
ကိုယ့်ရဲ့ဘာတွေပြင်ဆင်ပြီးဘာတွေယူရလဲဘယ်နေရာမှာတဲလဲဘယ်လိုသွားလဲဆိုတဲ့ဟာလေးတွေကိုမှတ်တမ်းတင်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်အခုတော့ဒါပါပဲ bye